ပြန်မဲရောက်သူများကိုပဲလက်ဆောင်ပေးပေးအိမ်နေနေပေါ့နော်တခါလဲဝက်ပြီးတော့တခါလဲလှင့်ပြစ်လိုက်ရင်တော့မှတန်တယ်ဈေးနှုန်းလေးကတစ်ထည်ဥပ2200 8နှစ်ကနေ10နှစ်ဝက်လေးပေါ့နော်ဒါပေမဲ့2နှစ်ကနေ9နှစ်ဝက်ဆိုလို့ရှိရင်1200ပဲရှိမယ်6နှစ်ကနေ10နှစ်ဝက်ဆိုလို့ရှိရင်တော့1500ပဲရှိမယ်ပေါ့တစ်ထည်ကိုနော်တစ်ထည်ကို1500 1200 2200ပဲရှိမယ်ဘလို့အစီမျိုးလေးတွေပါမလဲဆိုတော့ဒါမင်းက2200နဲ့ site အကြီးဆုံးလေးကိုပြပေးထားတာပေါ့နော်သူကကြတော့ပေါ့နော်အရှိဆိုလို့ရှိရင်30လက်မလောက်ရှိတယ်ပေါ့နော်ကိုယ်ကလေးကထွားတဲ့ရက်ရှည်တယ်ဆိုလို့ရှိရင်တော့ဒါ site ကတော့ချိန်ယူပေါ့နော်ပုံမှန်ကလေးတွေကိုခံမှန်းပေးထားတာဖြစ်ပါတယ်နော်ဒီမှာကြည့်ပါအောင်ပခုံးအတွန့်လေးနော်ဒီလိုမျိုးလေးပြီးလို့ရှိရင်ရင်ဘတ်အတွန့်လေးနဲ့ပေါ့နော်ဒီမှာကြည့်ဒီလိုမျိုးသူကကြတော့ဆက်ထည်ပါနော်ဆက်ထည်ကောင်လေးပါရှင်နော်ဆက်ထည်မလို့ဒီဇိမ်းနဲ့ရတာပါနော်အသားလေးကတော့အရန်ကောင်းတယ်အသားလေးတွေကကောင်းမယ်ဒီမှာကြည့်ပါအောင်တန်လားပေါ့နော်ဒီမှာကြည့်ဒါ2200နဲ့ရမယ်နော်ယုံလားနော်မယုံနိုင်စရာဈေးလေးပါနော်ပြီးသွားအစင်လေးတွေလည်းကြည့်လိုက်အောင်ဒီမှာလုံးဝအလှလေးတွေနော်ဒါ10ထဲပေါ့နော်ဒါ10ထဲမင်းက10ထဲဒစည်းလေးဖောက်ပြပေးထားတာပေါ့နော်ဒါလေးကဒီလိုမျိုးအစင်လေးပဲပါမှာလားဆိုတော့မဟုတ်ဘူးဒီလိုမျိုးအစင်လေးပဲတီးတန့်ပါတဲ့အစီလည်းရှိတယ်လို့တခြားအစင်လေးတွေနဲ့အရောလဲပါတာမျိုးလည်းရှိရပေါ့နော်အစင်လေးကတစ်ခုနဲ့တစ်ခုတော့မတူဘူးဒီအစီလေးမှာဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုးအမဲလေးပါမယ်ပေါ့နော်အပွင့်ခက်လေးနဲ့ဒီလိုမျိုးပေါ့နော်ရှီပေါင်းသားလေးပေါ့နော်ရှီပေါင်းသားဖောင်းကြွလေးလည်းပါမယ်ပေါ့နော်ဒီလိုမျိုးလေးလည်းပါမယ်ဒီလိုမျိုးကနုတ်အပါလေးရွှေရောင်လေးနဲ့ကွက်ထားလေးလည်းပါမယ်ဒီလိုမျိုးပေါ့နော်ရှီသားလေးလည်းပါမယ်ပေါ့နော်အစုံလေးတော့ပါမယ်ပေါ့နော်ဒါကကြတော့ကနုတ်စင်တီးတန့်ဖြစ်နေတာပေါ့နော်ဒါမှမင်းဖောက်လိုက်တဲ့အထောက်ကကြဒီလိုမျိုးလေးပေါ့နော်10ထဲတစ်စီးတော့အနည်းဆုံးယူပေးပါသူကကြတော့10ထဲတစ်စီးလာတာပေါ့နော်လို့ဖြစ်တဲ့10ထဲတစ်စီးတော့အနည်းဆုံးယူပေးပါသူက small medium လက် size ရှိရယ်နော်အဲ့လိုဖြစ်တဲ့အတွက်ကိုလိုချင်တဲ့ size လေးကို SU မလား MU မလား AU မလားလာပြီးတော့ချက်ပေါက်မှာလာပြီးတော့ order တင်လို့ရတယ်ဒါလေးလက် size လေးကတော့ miss မှာလက်ရှိမှာ order ရှိသေးတယ်ဒီနေ့ထိတော့ရှိအောင်မယ်မနက်ဖြန်ဆိုတော့မသေးချာတော့ဘူးပေါ့နော်small medium လက် size 3 size လုံးကကြတော့25ရက်နေ့လောက် miss ကိုပြန်ဝင်မယ်25 26 29အဲ့ပတ်ဝန်းကျင်လောက်ပြန်ဝင်မယ်ပေါ့နော်29လောက်နောက်ဆုံးထားပြီးတော့ဝင်မယ်လိုချင်တယ်ဆိုလို့ရှိရင်တော့ order လာပြီးတော့ကြိုတင်ထားပါနော် order သေးချတယ်ဆိုလာကြိုတင်ထားပါနော်ကြိုတင်ထားပြီးသွားလို့ရှိရင်တော့ cancel လုပ်လို့မရဘူးနော်အဲ့လိုဖြစ်တဲ့အတွက် order သေးချပြီးဆိုမှလာတင်ထားပေးပါဒါလေးကကြတော့ order ကြိုမတင်ထားဘူးဆိုရှင်မရနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ तू ကကြတယောက်ထဲကိုပေါ့နော်450ယူကြတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်10အနည်းဆုံးမယူဘူးဆိုတော့လဝတ်တဲ့ तू က10ထဲယူကြရတာပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ပြီးသွားလို့ရှိရင် तू ကကြတော့ဒီဆက်ထဲဖြစ်တဲ့အတွက်ပေါ့နော်ပြင်ပိုလေးတို့ဆက်ပြီးတော့ရှုပ်ထားတာဖြစ်တဲ့အတွက်အဲ့ပြင်ပိုတွေရဖို့တက်ကလည်းအများတန်းရနေမှာမဟုတ်ဘူးပေါ့နော်အော်ဒါအထည်ချုပ်တွေတစ်ခေါက်ပြီးမှပဲရတာဖြစ်တဲ့အတွက်အများတန်းမရဘူးတစ်ခေါက်ကြာတယ်လိုချင်တယ်ဆိုလို့ရှိရင်တော့မြန်လေးလာယူပါပြန်ရောင်းသမားတွေအတွက်ကကြတော့လုံးဝလက်နှိပ်လို့မရဘူးเนาะမြန်လေးလာယူမှရမယ်เนาะ